တိရဖတ်ထားတာမှတ်ထားတာသိဟာကြည့်ဟာရပြောဦးမယ်အဲ့ဒီနေမာကလေဟိုဘရာဇီးမှာကန်တာသူကအသက်က30ကျော်ပါ34နှစ်ရှိပါအဲ့ဒါသူတို့ငနေရတော်တော်ဆင်းရဲတာအဲ့ဒီနေမာလို့မိမရှိတာနဲ့တခါမော်ဒယ်တယောက်နဲ့ဖြစ်ပြီးတော့မိမနဲ့ကွဲနောက်တစ်ခါမိမနဲ့ပြန်ပါမသူကကလေးတွေဟိုအောင်ဖြစ်သွားတယ်ကလေး400တောင်ရှိတယ်သူလက်ရှိပေါင်းနဲ့မိမနဲ့ရထားတာ300ဟိုအရင်သူမော်ဒယ်မနဲ့ချုပ်သွားမိကတပတိတယောက်မဟုတ်အားလုံးပေါင်း4ယောက်အကုန်လုံးသူကကလေးချစ်တယ်သူရှိမှအကုန်လုံးကလေးဒီမာလီဒီမှာတော့သူကအခု तू ကလည်းဘယ်လိုဖြစ်နေလဲဆိုတော့တိတ်မကန်ရဘူးဒဏ်ရဟာတော့ဟိုအဲ့ဘောတော့တချို့နှစ်တွေမှာသူတို့ကန်နေတာပေါ့နော်တချို့ခါကျအတင်းပြောင်းလို့ချင်တယ်အတင်းနဲ့အကျိုးမပေးရရှိတယ်အတင်းနဲ့လေတချို့အဲ့တော့အတင်းပြောင်းပြီးမှတခါလေဟိုကျမကြီးတွေချို့ရင်ပေါ့နော်အောင်နိုင်ပွဲကြီးမရအဲ့လိုဖြစ်တာရှိတယ်အဲ့နေမာတော့ရှစ်တယ်နေမာနဲ့ဟိုနေမာမှာဟိုဟာနဲ့တော့သူကဟိုဒိုနယ်ဒိုနဲ့သူနဲ့တော်တော်ခင်းတယ်ဒိုနယ်နဲ့သူနဲ့တော်တော်ခင်းတယ်နေမာတော့ဆရာနတ်ရှစ်ဘရာဇီးလည်းမနေ့သူတို့မှလောက်နေအခုဂျပန်နဲ့ဘရာဇီးနဲ့ဟိုဟာဖြစ်တယ်မလားဂျပန်ကတကူဘရာဇီးက2ကူဘရာဇီးနိုင်သွားပြီမကတ်နိုင်တာဆိုတော့အဲ့ဒါကန်ကောင်းလို့နိုင်တာမြို့တို့ဂျပန်နဲ့ဟိုဟာဂျပန်တော်တော်အဲ့မှာဒီကမ္ဘာဖလားဘက်မှာဂျပန်ပြန်ရပြီမဲ့ပေါ့နော်ပြန်ရပြီမဲ့ तू ကဟိုဖြစ်တယ်နာမည်ကောင်းထွက်တယ်နာမည်ကောင်းရအတိအမှတ်ပြုလိုက်တာပေါ့နော်ကမ္ဘာအဆင့်မီသူကအမှန်တော့နိုင်တယ်ဒါပေမဲ့အဲ့ဒီဘရာဇီးတို့ဘာတော့ကြတော့သူတို့ကဘလုံးတွေ့ကြုံဟိုဟာရှိထားတော့ကမ္ဘာဖလားအတွေ့အကြုံမှာသူကရှိထားတဲ့ခါကျတော့ဟိုဖြစ်တယ်ဟိုလေဟိုနောက်ဆုံးမိနစ်မှာနောက်ဆုံးဟိုဟာလေးမှာအချိန်မှာတော့တဟုန်လို့သူကလှုပ်လိုက်တော့ဝုန်းတိုင်းဆိုခါတင်းလှုပ်တော့ရအချိန်မူမှာမှနိုင်ဖို့ရပါလားအဲ့ဒီအချိန်မှာနိုင်ကိုမရတဲ့တခါလေပန်တီကန်လို့ရှိရင်အဲ့ဒါမလွယ်အဲ့ဒါတိတ်မတိချာတော့ပန်တီကဟိုပေါ့တော့သူတို့ဝင်သွားတော့ဖမ်းကိုသမဖမ်းရတာမဟုတ်တော့တိုင်တီထိပြီးထွက်တာတွေကများပန်တီကိုမပိုင်တဲ့အသင်းတွေကရှိအဲ့ပန်တီအခုကဟိုပေါ့နော်အသင်းလေးတွေကလည်းဟိုစူးစမ်းကြတော့လေအဲ့ဟိုဘာဖြစ်တယ်တရေကြီးကြတယ်များကျိုးအသင်းလေးတွေကကျိုးသားအသင်းကြီးတွေကရောရဲပေါ့နော်အသင်းကြီးတွေကတိတ်ဟိုအားထုတ်တာဟိုအဖြစ်ကိုဂျာမနီဆိုတော်တော်ဟိုဖြစ်တာဟိုဂျာမနီဆိုလို့ရှိရင်ဟိုပထမအရင်ပွဲတွေတုန်းကလည်းအဲ့လိုပဲသူနိုင်မဲ့ထင်တော့သူကအဲ့ဒါပေါ့နော် short အားမထုတ်အခုလည်းတိတ်အားမထုတ်ရင်အားမထုတ်ဖြစ်သွားအဲ့ဒါဆိုတော့အဲ့ဂျာမနီကအခုထွက်သွားပြီထွက်သွားတဲ့အေးအားမထုတ်တာဘရာဇီးကလည်းကန်ကောင်းနေလို့ဂျပန်နဲ့မနဲ့လောက်သွားဂျပန်ကိုအတင်းဟိုဖြစ်တာဂျပန်နဲ့သူဟိုဖြစ်နေဟို level လူဖြစ်နေတာအဲ့လိုတိတ်ပြီးတော့ဟိုဖြစ်ဘရာဇီးကတော့ဒီပတ်နေတယ်မကန်တော့နေမှာလည်းအများတန်းဝင်မကန်နိုင်ဘူးသူကဒဏ်ရသွားရင်မလွယ်ဘူးဟိုအဲ့ဒီဟာလန်အဖေတော့ကလည်းဟာလန်အဖေကိုလေမကျင်တတ်တဲ့သူကဒူးကောင်းပိတ်ကန်ပလိုက်တာအဲ့မှာဟိုဟာလန်ကဟိုဖြစ်သွားတာဟာလန်အဖေကအဲ့မှာဟာလန်3နှစ်သားလောက်ထရဘောလုံးမကန်နိုင်တော့အဲ့လိုသူတို့ကလေအဲ့ဒါမျိုးကြမကောင်းတဲ့သူများဟိုပေါ့နော်ဘဝပြတ်သွားတယ်ဘောစီးပွားပြတ်သွားတာပေါ့နော်စီးပွားအဆင်မပြေတော့ဘူးပေါ့တော်သေးတယ်ဟာလန်ကပြန်ပြီးတော့ဟိုထူးချွန်အဲ့ဒီဟိုမက်ဆီသားလေးလည်းအဲ့လိုထဲမှာလည်းတယောက်ပါတယ်ထူးချွန်တယ်အဲ့ဒီရိုနယ်ဒိုသားလေးမှာလည်းပါတယ်ဆိုတော့လေဟိုဘာမှတိတ်တော့ဟိုဘောလုံးကဟိုအဆက်ပြတ်သွားကြမရှိဘူးသူတို့နောက်ဟိုဟာဒီပေါ့နော်နောက် generation တွေကဟိုထက်ခံမှာအဲ့ဒါဒါကလည်းဟိုထူးချွန်မှာပတ်စံအရန်ဝင်တာဒါပေမဲ့လူတွေကဘယ်လိုဖြစ်နေဆိုတော့ဟိုအနှစ်20ကျော်30ကြည့်ထားတဲ့ဘောလုံးသမားကြီးကိုသူကအဲ့ဒီပေါ့နော်တန်ရောတင်ဖြစ်အဲ့ဒီဟိုဟာဆိုလို့ရှိရင်ဗာလဲအဲ့ဒီမက်ဆီတို့ဟိုရိုနယ်ဒိုတို့အဲ့မျိုးပေါ့နော်ဟိုအရင်ကတော့ဗာဒဗစ်ဘက်ခန်တို့အဲ့ဟိုအရင်ဘောလုံးသမားကြီးနာမည်ကြီးတွေရှိတယ်အဲ့ဒါတွေသူတို့ကလေဟိုဟာဖြစ်ဒဗစ်ဘက်ဟန်တို့ကတော့ပြီးသွားပါပြီဒါပေမဲ့သူတို့က